တော်ရရွာတွင်တော်ရဌာနီမှာအဲ့ဒီကအစလူဖြစ်ရတဲ့ကိုဘဝချီကိုအသက်အရွယ်ငါနှစ်ကျော်10နှစ်အတွင်းအဖော်ရင်းများနှင့်ကစားခဲ့ကြပျော်ပျော်ရွှင်မိနိုင်မှုအစဉ်ကိုစားတိမြေတော်ရရွာကိုပဲမြို့ကြီးပြကြီးမနီးတဲ့တော်ရရွာတွင်တော်ရဌာနီမှာအဲ့ဒီကအစလူဖြစ်ရတဲ့ကိုဘဝချီတွင်ကိုအသက်အရွယ်ငါနှစ်ကျော်10နှစ်အတွင်းအဖော်ရင်းများနှင့်ကစားခဲ့ကြပျော်ပျော်ရွှင်မိနိုင်မှုအစဉ်ကိုဇာတိမြေတော်ရရွာကိုပဲဇဇနဲ့ကိုဘဝမှာအရွယ်ရောက်လို့လာပြန်တော်ရွာမှာပြောပြီးမဲ့လေပြောရမှာမနေတော်ရမှာနေရမယ်လို့ဆိုရိုးစကားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုရောက်ခဲ့ပြီမေတော်ကအဖော်ရင်းများကိုတနေ့တည်းမှမမေ့နိုင်ပါစေမမေ့နိုင်ပါစေတော့မှဆွေမျိုးသားချင်းနဲ့စင်ကြတဲ့သူတွေပြီတော့လုံးလေးတသိန်းတငယ်ချင်းအပေါင်းဝင်ကိုမမိတာယုံစေခြင်းကိုအခွင့်သာခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဘူးသာဖြင့်ဇာနဲ့ကိုဘဝမှာအရွယ်ရောက်လို့လာပြန်တော်ရွာမှာပြောပြီးမဲ့လေပြောရမှာမနေတော်ရမှာနေရမယ်လို့ဆိုရိုးစကားတွေရှိခဲ့တာ
မိနိုင်ပါစေမမိနိုင်ပါစေတော့မှဆွေယူသားခြင်းလဲစင်ညာတဲ့သူတွေပင်တော့သူလုံးဝတပင်တငယ်ချင်းအပေါင်းကိုမမိတာယုံစေရင်ကိုအခွင့်ပါခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဖို့သာပြင်း